ထိုမျိုးသားသည်ပင်လယ်ပြင်ကြီးကိုကျွမ်းကျင်စွာဖြတ်တန်းမောင်းနှင်နိုင်သည့်ထူးခြားသောပါရမီတစ်ခုနှင့်အတူမွေးဖွားလာခဲ့သူဖြစ်သည်လေပြင်းမုန်တိုင်းနှင့်လှိုင်းလုံးကြီးများညီမျှပင်ထန်နေပါစေငါးအုပ်ကြီးများမြည်သည့်နေရာတွင်ပုံအောင်နေသည်ကိုသူကအမြဲတမ်းတိတိကျကျသိရှိနိုင်သည်သူသည်ဤထူးခြားလာသောပါရမီကိုအသုံးချကာတရွာလုံးကိုပင်လယ်ပြင်သို့ဦးဆောင်ခေါ်ယူပြီးငါးဖမ်းခဲ့သဖြင့်ရွာရှိမိသားစုတိုင်းစီးပွားပွင့်လန်းကချမ်းသာခဲ့ကြသည်သို့သောအချိန်ကြာလာသည်နှင့်အမျှရွာသားအချို့မှာမနာလိုဝန်တိုစိတ်များဝင်လာကြသည်သူကအမျက်ဝေစုအလွန်အမင်းအများကြီးယူနေသည်ဟုထင်မြင်ကဝေစုပို့ပေးရန်တောင်းဆိုလာကြသည်ကျုပ်တို့ကအပြင်မှာအသက်နဲ့ရင်းပြီးလုပ်နေရတာမင်းကတော့အဲရကုန်ကန်ထဲမှာထိုင်နေပြီးဘာလို့40%တောင်ယူရမှာလဲဟုဆိုကြသည်သူသည်လက်တလောတွင်ကျဲ10ပွင့်အဆင့်ရှိဟိုတယ်ကြီးတစ်ခုနှင့်ရေရှည်ပင်လယ်စာပံ့ပိုးပေးရန်စာချုပ်ချုပ်ဆိုထားကြောင်းရွာသားများသိရှိသွားကြသဖြင့်ယခုကဲ့သို့ရဲရဲတင်းတင်းပြဿနာရှာရဲခြင်းဖြစ်ဒီအကယ်၍သူသာတတ်မှတ်ရအတွင်းအမိမပို့ဆောင်နိုင်ပါကအလွန်များပြားလာသောဒဏ်ကြေးငွေကိုရော်ရမည်ဖြစ်သည်ဤဆန္ဒပြမှုကိုဦးဆောင်သူမှာသူ၏ပါရမီနှင့်ရရှိမည့်အကျိုးအမြတ်များကိုရယူရန်မျက်စိကျနေသည့်ကောက်ကျစ်စင်လဲသောမုတ်စိတ်ကူလာချမ်းဖြစ်သည့်ယနေ့တွင်သူကရွာသားများကိုတမင်တကာတွေးထိုးလှုံ့ဆော်ခဲ့ခြင်းဖြစ်သည်အမျက်ဝေစုပိုမိုလိုချင်သည်ဟုအကြောင်းပြတော်လဲသူ၏တကယ့်ရည်ရွယ်ချက်မှာဤငါးဖမ်းလုပ်ငန်းကိုအပိုင်စီးပြီးထိုမျိုးသားကိုသူ၏ငွေရှာဆက်တစ်ခုကဲ့သို့အသုံးချရန်ဖြစ်သည်သို့သောထိုမျိုးသားကဂျမ်း၏လှည့်ကွက်ကိုအထားပေါက်သွားသည်သူသည်ချက်ချင်းပင်ငွေထုတ်ကြီးကိုထုတ်ယူကာပြဿနာရှာနေသူများကိုရစရာရှိသည်များပေးပြီးတင်းမောပေါ်မှထွက်သွားရန်ပြောလိုက်သည်မုတ်စိတ်ကူလာချမ်းမှာဆုံသွားပြီးပြဿနာဆက်ရှာရန်အကြောင်းပြချက်မရှိတော့သဖြင့်ငွေကိုယူကာကျန်သူများနှင့်အတူတင်းမောပေါ်မှဆင်းသွားခဲ့ရတော့သည်ပဋိပက္ခများပြီးဆုံးသွားသောအခါသူသည်သူ့နောက်သို့ဆက်လက်လိုက်ပါလိုသည့်ရွာသားများနှင့်အတူခရီးထွက်ရန်ပြင်ဆင်လိုက်သည်သို့သောရုတ်တရက်တင်းမော၏လောင်စာစီတတိပေးတံကကျဲလောင်စွာမြည်ဟဲလာခဲ့သည်မုတ်စိတ်ကလာချမ်းသည်မထွက်ခွာမီတင်းမော၏ငါးဖမ်းကိရိယာများနှင့်လမ်းညွှန်စနစ်များကိုတိတ်တဆိတ်ဖျက်ဆီးသွားခဲ့ခြင်းဖြစ်သည်ရွာကလူကြီးသူမများကရင်းဖြစ်ပျက်ကိုကြားသိရသောအခါရင်းတို့၏ငါးဖမ်းကိရိယာများကိုယူဆောင်လာပြီးသူ့ဘက်မှရက်တီကကူညီရန်စေတနာဝန်ထမ်းဖြစ်ရောက်ရှိလာကြသည်လွန်ခဲ့သည့်နှစ်များစွာကတည်းကသူသားပင်လယ်ပြင်သို့ဦးဆောင်ခေါ်သွားခဲ့လျင်တရွာလုံးငပြက်နေသည်မှကြာပြီဖြစ်သည်ထို့ကြောင့်ယခုခရီးစဉ်တွင်မြည်သည့်အကျိုးများမရရင်ပင်သူနှင့်အတူလက်တွဲရန်အသင့်ရှိနေကြသည်ရင်းတို့သည်ကိရိယာများကိုပြင်ဆင်ပြီးအရန်ငါးဖမ်းလင်ငယ်ပေါ်သို့တက်ကာထွက်ခွာရန်အသင့်ပြင်ကြသည်သူသည်နှစ်ပေါင်းများစွာရွာသားများပေါ်ထားရှိခဲ့သောကရုဏာတရားကယခုအခါရင်းတို့အားလုံး၏ဘဝကိုထာဝရပြောင်းလဲစေတော်မူဖြစ်သည်အားလုံးကစီလုံးစွာဝိုင်းဝန်းလှုပ်ဆောင်ကြသဖြင့်အရန်ငါးဖမ်းလင်ငယ်လေးသည်ပင်လယ်ပြင်သို့အမြန်ဆုံးဆေးကြောထွက်ခွာနိုင်ခဲ့သည်မုတ်စိတ်ကူလာချမ်းကရင်းတို့ကိုလှမ်းမြင်သောအခါလှောင်ပြောင်ရင်မောလိုက်သည်သူကဤကဲ့သို့ပျက်စီးလူနီးပါးလှေဆုပ်လေးဖြင့်ရေနက်ပိုင်းသို့သွားခြင်းမှာယူသွချင်းဖြစ်ပြီးမိသူများအသက်ရှင်လျက်ပြန်မလာနိုင်တော့ဟုတွေးထင်နေသည်ထိုညတွင်ပင်လယ်ပြင်သည်အလွန်တရာရိုင်းဆိုင်ကြမ်းတမ်းနေခဲ့သည်လှေငယ်လေးသည်လှိုင်းလုံးကြီးများကြားတွင်ထိမ့်မနိုင်သိမရလူလိမ့်နေပြီးကြီးမားသောလှိုင်းလုံးအချို့ကြောင့်လူတိုင်းပင်လယ်ထဲသို့မျောပါလူနီးပါးဖြစ်ခဲ့ရသည်အဖိုးအိုတန်ဃာသည်တဦးကရေပူချိန်ကိုစမ်းတက်ရန်ရေထဲသို့လက်လန်းကြည့်ပြီးနောက်လှေကိုချက်ချင်းလှည့်ပြန်ရန်သူ့ကိုအရေးတကြီးပြောလိုက်သည်ဘိုးဘွားပြည်ပင်များထံမှဆင်းသက်လာသောပညာအရယနေ့ညတွင်ဤနေရာ၌တက်ရှိကဏ္ဍများရှိနိုင်မည်မဟုတ်ပေကဏ္ဍများသည်အေးတံမှလွတ်ကင်းရန်ရေနက်ပိုင်း6ကြီးများထဲသို့ဝင်ရောက်သွားလောက်ပြီဖြစ်သည်ကျန်ရွာသားများကလည်းသဘောတူကြသည်အဆိုးဆုံးဖြစ်လာပါကဟိုတယ်၏ဒဏ်ကြေးငွေကိုအားလုံးကဝိုင်းဝန်းစိုက်ထုတ်ပေးကြမည်ဟုဆိုသည်သို့သောထိုမျိုးသားကသူ၏ထူးခြားသောတဘာဝလမ်းညွှန်အာရုံကိုဖွင့်လိုက်ပြီးအနီးနားရှိရေနက်ပိုင်းတွင်ပုံအောင်နေသောငါးအုပ်ကြီးကိုထောက်လှမ်းမိသွားသည်သူသည်လှေကိုလှည့်ကာထိုနေရာသို့တဲမတ်မောင်းနှင်သွားခဲ့သည်ရွာသားများကမူသူယူသွားပြီဟုထင်မှတ်နေကြသည်အဘဲကြောင့်ဆိုသောရှေ့တွင်ရှိသောရေပြင်သည်ကြောက်ဆောင်များထူထပ်လွန်းသဖြင့်မြည်သည့်လေများဖြတ်တန်းရန်မဝင်ရဲသောနေရာဖြစ်သောကြောင့်ဖြစ်သည်သို့သောသူ၏ကျွမ်းကျင်လာသောလှေမောင်းနှင်မှုကြောင့်ကြောက်ဆောင်များနှင့်တိုက်မိခါနီတိုင်းတွင်လှေကိုတီတီလေးရှောင်ကွင်းမောင်းနှင်နိုင်ခဲ့သည်အားလုံးကငါတို့တော့တေးရပြီဟုထင်မှတ်နေကြစဉ်မင်းမောင်နေသောမိုးတိမ်များရုတ်တရက်ကင်းစင်သွားပြီးပင်လယ်ပြင်ကြီးသည်လုံးဝငြိမ်သက်သွားခဲ့သည်အဖိုးအိုတန်ဃာသည်ကရေပူချိန်ကိုထပ်မံစမ်းတက်ကြည့်ရာမျက်နှာတစ်ခုလုံးဝင်းပါသွားတော့သည်ဤရေနက်ပိုင်းဒေသရှိရေထုသည်မမျှော်လင့်ပဲနှွေးထွေးနေခဲ့သည်ထိုမျိုးသားသည်လှေမောင်းခန်းထဲမှပြေးထွက်လာပြီးအောက်ခြေရှိရေတွဲ၍မရနိုင်သောငါးအုပ်ကြီးကိုမြင်လိုက်ရသောအခါတက်ပြင်းချနိုင်ခဲ့ပြီးအားလုံးကိုပိုက်ကွန်ချရန်အမိန့်ပေးလိုက်သည်မိနစ်30မြတာကြာပြီးနောက်ပိုက်ကွန်ကိုပြန်ဆွဲတင်ရန်သူအမိန့်ပေးခဲ့သည့်ရွာသားများသည်ပိုက်ကွန်၏အလွန်မင်းလေးလံမှုကိုခံစားရသဖြင့်အံ့အား